မင်္ဂလာပါခင်ဗျာ SH My App စာပေးရနေကြိုဆိုပါရစေ iPhone X Max နိုးပါဝါလုံးလေးကျွန်တော်တို့တစ်ချက်ပါရတာလဲဆိုတစ်ချက်စစ်ကြည့်လိုက်အောင်surprise နဲ့ချက်လိုက်တော့သူက MBR က90ကျော်လောက်တက်နေတယ် short ကျနေတယ်လို့ပဲယူဆတာပေါ့နော်short ကျနေတာကိုကျွန်တော်တစ်ချက်ပဲဘိုင်း short ကျတယ်တစ်ချက်ရှာကြည့်လိုက်အောင်BC main လမ်းကြောင်း short ကျနေတာလားဘယ်ဘိုင်းကြော့ကျနေဒီလောဆယ် BC main လမ်းကြောင်းရင်ကြည့်ကြည့်အောင်အောင်ကြတယ်အဲ့ဒါရင် BC main လမ်းကြောင်း short ကျနေတယ်လို့ယူဆတယ်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်လိုက်ရှာလိုက်အောင်